ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာကုသိုလ်လုပ်ဖို့လုပ်နည်းကားကိုကုသိုလ်ဖြစ်နိုင်တဲ့လုပ်ရက်တွေဟာအလုပ်တွေဟာ10မျိုးရှိတယ်ဆိုပြီးပုံညကိရိယာဝတ္ထု10မျိုးလို့တွေ့လို့ပါတယ်ပုံညကိရိယာဝတ္ထု10မျိုးဆိုတာဒါနမိမိရှိတဲ့ပစ္စည်းဥစ္စာကိုစွန့်နာလှူတာတိုင်းတာတစ်ခုနဲ့စွန့်လှူတာမျိုးဒါနကုသိုလ်ကိုချင်းတရားကိုထိမ့်သိမ့်စောင့်ရှောက်ပြီးတော့ဒါကိုဖြင့်ငါရှောင်ကျင်မယ်လို့ထိမ့်သိမ့်ထားပြီးရှောင်ကျင်ပြီးတော့နေတာသီလကုသိုလ်တဝရကျင့်စဉ်ဝိပဿနာကျင့်စဉ်တစ်ခုအခြေခံအားဖြင့်ကျင့်နေတာဘာဝနာကုသိုလ်နောက်တစ်ခုကလူကြီးသူမတွေကိုအယိုသေးပေးတာဒါလည်းကုသိုလ်ပဲလူလောက society မှာဒါလည်းအမတန်အရေးကြီးတဲ့ကုသိုလ်တစ်ခုပဲကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုနေရာပေးတယ်လမ်းဖယ်ပေးတယ်ဒါတွေကလည်းကုသိုလ်တွေပဲနော်ဒါတွေကိုယုတ်တည်းကုသိုလ်လို့မထင်လို့ရှိရင်လူလောကဟာအရင်ဆိုင်လို့ဖြစ်နေမှာပဲတိရစ္ဆာန်တွေမှာအဲ့လိုဖယ်ပေးတာမျိုးမရှိဘူးလေအဲ့တော့လူတွေကြတော့ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လေးစားရမယ့်ပုဂ္ဂိုလ်လေးစားတဲ့အယုတ်တည်ပေးတယ်ဆိုတာအလွန်မွန်မြတ်တဲ့ကုသိုလ်တစ်ခုပဲအပ္ပစာယနာနောက်တစ်ခုကဝေယဝိစ္စကိုယ့်ရဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတို့ယဟန်တန်ဃာတွေတို့ရဲ့ကိစ္စဝိစ္စများကိုပါဝင်ပြီးတော့ဆောင်ရွက်တာကိုယ့်ရဲ့လှုပ်အားကိုအသုံးချပြီးတော့လှုပ်ပေးတာဝေယဝိစ္စကိစ္စဝိစ္စကိုဆောင်ရွက်ပြီးတော့ပေးတယ်ဝိုင်းပြီးကုသိုလ်ရေးကိစ္စတွေကိုဆောင်ရွက်ပေးတယ်ဝေယဝိစ္စကုသိုလ်ပတ္တိဒါနကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကုသိုလ်ကောင်းမှုဆိုတာအလွန်တန်ဖိုးရှိတယ်အလွန်တန်ဖိုးရှိတဲ့ကုသိုလ်ကောင်းမှုကိုမိမိတူတယ်သိမ့်ပိုက်ပြီးတော့မထားဘူးငါတို့လုံနိုင်ခြင်းမရှိကြတဲ့ပုဂ္ဂိုလ်တွေလှုပ်ခွင့်မရှိကြတဲ့ပုဂ္ဂိုလ်တွေလှုပ်ချင်အတန်းနဲ့မလှုပ်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေကိုငါမျှပေးမယ်ဆိုပြီးအမျှဝေတာအဲ့ဒါပဋိဌာနလို့ခေါ်တယ်အင်မတန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲအဲ့တော့အမျှဝေတာလည်းပဲလူတွေကထင်ကြတယ်အမျှဝေတာဟာကိုယ့်ကုသိုလ်တွေကိုမျှပေးရုံပဲလို့ထင်တာမဟုတ်တာကုသိုလ်တစ်ခုပဲအဲ့ဒီမျှပေးနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကိုကကုသိုလ်ပဲကိုဒါနကောင်းမှုလုပ်တော့ကဒါနကုသိုလ်ရပြီမျှပေးလိုက်တဲ့အခါကျတော့ပဋ္ဌိဒါနကိုသီလဆောက်တည်လို့ကျင့်သုံးရင်သီလကုသိုလ်ရတယ်အဲ့ဒီသီလကုသိုလ်ကိုမျှပေးလိုက်တာကပဋ္ဌိဒါနကုသိုလ်တစ်ခုထပ်တိုးတယ်လို့မှတ်ရမယ်နော်ကိုသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကိုကျင့်တာဘာဝနာကုသိုလ်အဲ့ဒီဘာဝနာကုသိုလ်ကိုအခြားတ attva တွေကိုမျှဝေပြီးတော့ပေးလိုက်တာပဋ္ဌိဒါနလို့ခေါ်တယ်။ဒါလည်းပဲလောက်ရမယ့်ကုသိုလ်တစ်ခုပဲတဲ့။ပတ္တ ानु မောဒနာသူတစ်ပါးလုပ်တဲ့ကုသိုလ်ကောင်းမှုဝမ်းမြောက်ဝမ်းသာသာဓုအနုမောဒနာဖြစ်ဝမ်းမြောက်နိုင်တယ်။သာဓုခေါ်ရဲဆိုတာတကယ်ကိုပတ္တ ानु မောဒနာလို့ဆိုတဲ့အတိုင်းအဖန်မှန်ထထဝမ်းမြောက်ပြီးတော့ခေါ်မှတကယ်အစစ်နော်စိတ်แท้ကမပါဘူးသူများခေါ်လို့ရောပြီးတာရုခေါ်လဲရတယ်ဆိုလို့ရှိရင်တော့သိစွမ်းအားထက်မှာမဟုတ်အဲ့တော့လိုက်လဲကိုရင်ထဲကတကယ်ကိုဝမ်းသာတယ်ဆိုတာကိုပြပြီးတော့တာရုခေါ်နိုင်မှာမြန်မာနိုင်ငံမှာကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့အခါကျတော့လူတွေကဆိုင်းဘုတ်ထိုးလေးရှိကြတယ်ပေါ့ဘယ်သူဘယ်မိသားစုကောင်းမှုဆိုပြီးအဲ့ဒီလိုဆိုင်းဘုတ်ထိုးတာကိုပဲမှန်ကန်တဲ့စိတ်ဓာတ်နဲ့ထိုးဖို့လိုအပ်တယ်ပေါ့ကိုကြော်ညာတဲ့အနေနဲ့မထိုးတယ်တချို့ကဂုံပစ္စည်းကြော်ညာလူသိအောင်လို့ဆိုပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုလမ်းတာတဲ့နေရာမျိုးမှာဆိုပိုးလို့ခြင်းနာမည်လေးထိုးကဲစဉ်းစားကြည့်ပေါ့အဲ့ဒါကုသိုလ်စိတ်ဟုတ်ပါမလားဟုတ်ဘူးကိုယ်နာမည်ပေါ်ခြင်းအဲ့တော့ဘယ်လိုစိတ်ထားနဲ့ဆိုင်းဘုတ်ထိုးရမလဲဘယ်လိုစိတ်ထားနဲ့ကိုယ်ကောင်းမှုကိုဖော်ပြရမလဲဆိုငါလူထမ်းထားတဲ့ကုသိုလ်ကိုမြင်ရတဲ့ပုဂ္ဂိုလ်တွေကဝမ်းမြောက်လို့ကိုသာဓုခေါ်နိုင်ပါစေသာဓုခေါ်ဖို့ဆိုတဲ့အနေနဲ့ထိုးရမယ်ပေါ့အဲ့တော့ရည်ရွယ်ချက်မှန်မှန်ကန်ကန်ရှိဖို့လိုတယ်ပေါ့ကောင်းမှုလို့ထိုးထားပြီးတော့ဒါကြောင့်မို့လို့ရှေးတုန်းကကုသိုလ်ကောင်းမှုရေးတဲ့အခါမှာခုခေတ်တော့သိရေးလေးမရှိကြတော့မိသားစုကောင်းမှုနတ်လူသာဓုခေါ်စေတော်ဆိုတာလေးပါတယ်လေ
အဲ့ဒါလေးကပါတဲ့နဲ့တကယ်အမျှဝေလိုက်တာပဲဒါနတ်လူတာတို့ခေါ်စေတော့အဲ့တော့ဆိုင်းမုတ်ထိုးခြင်းရဲ့ရည်ရွယ်ချက်ကနတ်လူတာတို့ခေါ်စေတော့အတွက်ထိုးတာကြွားခြင်းလို့ထိုးတာလည်းမဟုတ်ဘူးကြောညာခြင်းလို့ထိုးတာလည်းမဟုတ်ဘူးဟောအဲ့ဒါတွေနဲ့ထိုးလို့ရှိရင်တော့ကုသိုလ်ကတိတ်မဟုတ်တော့ဘူးနော်အေကောင်းပြီအဲ့ဒါပတ္တနုမောဒနာပတ္တိဌာနာကုသိုလ်တွေပါတာပေါ့သာဓုခေါ်တဲ့ပုဂ္ဂိုလ်ကပတ္တနုမောဒနာကုသိုလ်ရတာပေါ့ဓမ္မတဝနာတဲ့တရားဟောတာကိုတရားနာနေတာဟာလည်းပဲဒါကုသိုလ်မြတ်စွာဘုရားဟောတဲ့တရားတွေအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးခွဲခြားပြီးတော့ပြောကြတာကိုယ်မှအသိဉာဏ်ရဒီသဘာဝတရားတွေကိုနားထောင်ပြီးတော့နေတာဒါလည်းပဲကုသိုလ်ဖြစ်ဓမ္မဒေသနာမြတ်စွာဘုရားဟောတဲ့တရားတွေကိုရှင်းလင်းဟောကြားပြီးတော့နေတယ်ဓမ္မဒေသနာကုသိုလ်ဒိဋ္ဌိစုကမ္မနောက်ဆုံးကိုယ်အယူကိုဖြောင့်မှန်အောင်ပြုရမယ်ဆိုတာကံကံ၏အကျိုးကိုလက်ခံကံတရားဆိုတာရှိတယ်ကံတရားရဲ့အကျိုးဆိုတာရှိတယ်အဲ့ဒီကံကံ၏အကျိုးကိုလက်မခံဘူးဆိုလို့ရှိရင်ဉာဏ်နဲ့ပုံညာကရိယာဝတ္ထုတွေဖြစ်ဖို့မလွယ်ဘူးဒါကြောင့်မို့ဒိဋ္ဌိစုကမ္မဆိုတာအမတန်မှအရေးကြီးတယ်ဒိဋ္ဌိဥစုကမ္မဒိဋ္ဌိဆိုတာအမြင်ဥစုကမ္မဖြောင်းအောင်လုပ်တာကိုယ်အမြင်မမှန်သေးရင်အမြင်မှန်အောင်လုပ်ပြီးတယ်တနည်းအားဖြင့်ခေါ်တမ္မာဒိဋ္ဌိပေါ့မှန်ကန်တဲ့အမြင်ရှိရမယ်အဲ့ဒါကအမတန်မှအရေးကြီးတဲ့ကုသိုလ်တစ်ခုပဲဒါကြောင့်မို့တမ္မာဒိဋ္ဌိကိုမနောကံ၃မျိုးထဲမှာကုသိုလ်မနောကံ၃မျိုးထဲမှာတမ္မာဒိဋ္ဌိဆိုတာပါတယ်ပေါ့အဲ့ဒီတမ္မာဒိဋ္ဌိသည်ဝိပဿနာဉာဏ်ကိုရည်ညွှန်းတာမဟုတ်ဘူးအဲ့ဒီတမ္မာဒိဋ္ဌိသည်ကံကံဤအကျိုးကံတရားကိုလက်ခံတာကံတရားရဲ့အကျိုးကိုလက်ခံတယ်ဆိုတဲ့အမြင်ကိုပြောတာအဲ့ဒါကိုအဓိကထားပြောတာနော်အဲ့တော့လောကလူတွေဟာကံကံ၏အကျိုးကိုမှလက်မခံဘူးဆိုလို့ရှိရင်ကောင်းရသူဂတိရောက်ဖို့မရှိဘူးမရောက်နိုင်ဘူးကံကံ၏အကျိုးကိုလက်ခံပြီးဆိုလို့ရှိရင်ကောင်းရသူဂတိရောက်နိုင်တယ်တက္ကာယဒိဋ္ဌိသောတပန်မဖြစ်သေးလို့တက္ကာယဒိဋ္ဌိရှိခြင်းရှိနေပါစေအောင်ပေါ့သို့တော့အလွန်ပြင်းထန်တဲ့အယူဆမျိုးကြီးတော့မဟုတ်ဘူးပေါ့အနုတ္တယဓာတ်အနေနဲ့ရှိခြင်းရှိအောင်တက္ကာယဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ကတက္ကာယဒိဋ္ဌိကိုကျမ်းဂန်စာပေမှာဘယ်လိုပြောတော့ဆိုသက်ခာဝရဏမက္ခာဝရဏနသက်ခာဝရဏတက္ကာယဒိဋ္ဌိတို့လိုဒိဋ္ဌိမျိုးရှိလို့ရှိရင်တဲ့မက္ခာဝရဏခဏကမက္ခုတုမျိုးမရဘူးတဲ့မက္ခုတုမျိုးမရဘူးဆိုတာဒီပြင်ကုတုမရဘူးမပြောဘူးနော်ဒါကြောင့်မို့တက္ကာယဒိဋ္ဌိတန်းလန်းနဲ့နတ်ပြည်ရောက်သွားတာလည်းရှိတာပဲဗြဟ္မပြည်ရောက်သွားတာလည်းရှိတာပဲသို့တော့မက္ခဝရဏမက်တော့မရဘူးလို့ပြောတာမနောကံမှာပါတဲ့အကုသိုလ်မနောကံမှာပါတဲ့မိစ္ဆာဒိဋ္ဌိကြတော့ကံကိုညှင်းပယ်ထားတာကံရဲ့အကျိုးတရားကိုညှင်းပယ်ထားတာနတ္ထိကဒိဋ္ဌိလို့ခေါ်အဲ့ဒီအယူဆကြတော့မက္ခဝရဏအသက်ခဝရဏသူကကောင်းရသူဂတိကိုမရောက်နိုင်ဆုတ်ပိတ်ထားတယ်အေးဒါကြောင့်မို့လို့တမ္မာဒိဋ္ဌိဆိုတဲ့သောဘဒိဋ္ဌိစုကမ္မဆိုတဲ့ဒီအသိဉာဏ်ရလာပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေအမျိုးမျိုးပြုလုပ်ကြတယ်ကောင်းပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ကုသလဆိုတဲ့စကားလုံးကိုလည်းသုံးတယ်ပုံညဆိုတဲ့စကားလုံးကိုသုံးတယ်ကုသလဆိုတဲ့စကားလုံးကတော့ကုဆိုတာအဆိုးတရားများကိုတလဖယ်ရှားပစ်တယ်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မကောင်းကျိုးကိုဖြစ်စေတတ်တဲ့လောဘတွေဒေါသတွေမောဟတွေမာနတွေဆိုတဲ့အဆိုးတရားတွေကိုဖယ်ရှားနိုင်တဲ့စွမ်းအားရှိတဲ့တရားလို့ဒီလိုပြောတာနော်ပုံညဆိုတာကြတော့ဘဝမှာညှဉ်းနှွမ်းမှုတွေမရှိဘဲနဲ့ဖြူစင်စေတယ်ဖြူစင်အောင်လုပ်ပေးတယ်အကုသိုလ်ကိုမဲညစ်တယ်လို့ခေါ်တယ်ကုသိုလ်ကြတော့ဖြူစင်တယ်လို့ခေါ်တယ်ပေါ့အေးမြန်မာစကားမှာလည်းအသုံးရှိတယ်ပေါ့မြန်မာစကားမှာလည်းပဲဩဒီလူကစိတ်ထားဖြူစင်တယ်ပြောကြတယ်ပေါ့အေးကုသိုလ်စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားဖြူစင်တယ်
ကုသိုလ်ဖြစ်တာနဲ့တပြိုင်နက်စိတ်ဓာတ်ဖြူစင်လာအဲ့ဒါကြောင့်မို့လို့ပုံညမြတ်စွာဘုရားသခင်ကိုရောမြတ်အဆက်ဆက်တရားဟောပြီဆိုလို့ရှိရင်ပုံညကိုလုပ်ရမယ်တဲ့ဧဝံဇာတေနမစ္စေနကတ္တဗံကုသလံဘဟောလူလောကရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ကတတ်နိုင်သမျှကုသိုလ်များများလုပ်လို့ပြောတာအဲ့ဒီကုသိုလ်ကောင်းမှုမလုပ်နိုင်ဘူးဆိုလို့ရှိရင်ဘာကြောင့်မလုပ်နိုင်တာတော့လို့ဆိုရင်အဓိကကတော့ပမာဒမေ့လျော့တယ်ဘုန်းကြီးတို့တွေကမေ့လျော့တယ်လို့ဆိုတာဟာငါဈေးသွားရအောင်မမေ့နေလိုက်တာအဲ့ဒါမျိုးတော့အောင်မေ့တာမဟုတ်ဘူးကုသိုလ်လုပ်ဖို့မေ့မှမေ့တယ်ပြောတာဒီတရားမှာပမာဒဆိုတာကုသိုလ်လုပ်ဖို့မေ့နေတယ်ဘုန်းကြီးတို့တွေဟာကုသိုလ်ဖြစ်ဖို့စိတ်ထဲမှာမေ့နေတဲ့အချိန်တွေကများတယ်မမေ့ဘူးဆိုလို့ရှိရင်မေတ္တာရင်လည်းပို့နေမယ်တခုကုသိုလ်စိတ်တွေထားနေအဲ့လိုထားနေတဲ့အချိန်ဆိုတာအမတန်မှနေမေ့နေတယ်ဆိုတာဘာလို့ဆိုရင်မျက်စိကမြင်တဲ့အာယုံလေးရဲ့ဆွဲဆောင်ရနောက်လိုက်သွားတယ်နှစ်သက်စရာအာယုံဆိုရင်လောဘဖြစ်တယ်မနှစ်သက်စရာအာယုံဆိုဒေါသဖြစ်တယ်အဲ့ဒီနောက်ပါသွားတယ်ကြားလိုက်တဲ့အတန်ကလေးနောက်လိုက်သွားတယ်ရတဲ့အနံ့ကလေးနောက်လိုက်သွားတယ်လက်ရက်နဲ့ရတဲ့အရသာလေးနောက်လိုက်တယ်ထိတွေ့ရတဲ့အထိတွေ့နောက်လိုက်သွားတယ်အဲ့ဒီအာနုန်ကြီးရဲ့ဆွဲဆောင်ရာကိုလိုက်သွားနေတာကိုပမာဒမေ့လျော့တယ်လို့ပြောတာအဲ့ဒီလိုလိုက်နေတယ်ဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဟာကုသိုလ်ကောင်းမှုဘက်ကိုဥလှည့်ပြီးတော့မလာဘူးကုသိုလ်ကောင်းမှုမှာအရေးအကြီးဆုံးကတော့ကိုယ်စိတ်လေးဟာကောင်းမှုဘက်ကိုဥလှည့်နေဖို့ပဲကုသိုလ်လုပ်လို့ရတာတွေကအများကြီးရှိတယ်လှူနေမှကုသိုလ်ရတာမဟုတ်ဘူးကိုချင်းတရားလေးကိုဆင်ញင်လိုက်ရင်လည်းကုသိုလ်ရတာပဲမေတ္တာဘာဝနာပွားလိုက်ရင်လည်းကုသိုလ်ရတာပဲစိတ်ကောင်းနှလုံးကောင်းလေးထားတာလည်းကုသိုလ်ရတာပဲကုသိုလ်ဘက်ကိုဥတီလှည့်ပေးလိုက်တာနော်အဲ့ဒီလိုကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပုံဉ္ဇစေပုရိသောခရီးတာဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကကုသိုလ်ကောင်းမှုကိုတဲ့လုပ်ပါကုသိုလ်ဆိုတာလုပ်တဲ့နဲ့နော်အဲ့ဒီမှာလုပ်ပြီးဆိုလို့ရှိရင်လေတဲ့ပုံဉ္ဇစေပုရိသောခရီးကရိယာထေနံပုဏ္ဏပုဏ္ဏလုပ်မိပြီဆိုလို့ရှိရင်လည်းပဲထပ်ထပ်ပြီးလုပ်ဖြစ်အောင်ကြိုးစားပါအောင်တစ်ချိန်တစ်ခါတည်းနဲ့ရပ်မနေပါနဲ့မြတ်စွာဘုရားရဲ့စကားနှခွန်းရှိတယ်လို့မှတ်ရမယ်ဒီနေ့မြတ်စွာဘုရားကုသိုလ်ကောင်းမှုကိုလုပ်ပါတဲ့အဲ့ဒီလုပ်တဲ့ကုသိုလ်ကိုလည်းထပ်ထပ်လုပ်ပါတဲ့ပုံဉ္ဇစေပုရိသောဂိတာထေနံပုဏ္ဏပုဏ္ဏတံမိဆန္ဒံကရိယာထအဲ့ဒီကုသိုလ်လုပ်ဖို့လည်းပဲစိတ်ဆန္ဒအမြဲထားပါသုံးချက်နော်ကုသိုလ်ကောင်းမှုကိုလုပ်ပါထပ်ထပ်ပြီးတော့လုပ်ပါကုသိုလ်လုပ်ဖို့ဆန္ဒပြင်းပြစွာထားပါအဲ့ဒီလိုပြင်းပြစွာထားကြလို့ကုသိုလ်ကောင်းမှုကိုလုပ်ဖြစ်ကြတာပေါ့အခုဒီမှာလည်းပဲဝိသုဒ္ဓိလူငယ်များဆွမ်းလောင်းအသင်းလို့ဆိုပေါင်းဖွဲ့ပြီးတော့ထားတာဒီဆန္ဒပေါ်အခြေခံကုသိုလ်ကောင်းမှုလုပ်ချင်တဲ့ဆန္ဒပေါ်မှာအခြေခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြတယ်နေ့စဉ်နဲ့အမျှဝါတွင်ဝါဘတန်ဃာတွေကိုဆွမ်းလောင်းမယ်ကုသိုလ်ကောင်းမှုတစ်ခုပဲနော်အဲ့ဒီဒါနကောင်းမှုတစ်ခုပေါင်းစုပြီးတော့ပြုလုပ်ကြတယ်အဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားတော်ညာတံမိဆန္ဒံကရိယာကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဆန္ဒအမြဲတမ်းထားပါတဲ့ဒါဖြင့်ဒီလိုကုသိုလ်လုပ်ရင်ဘာရမှာလဲပေါ့ဘာကြောင့်ကုသိုလ်ကောင်းမှုလုပ်တဲ့နာလဲဆိုမြတ်စွာဘုရားကပြည့်စုံဟောတာသူခောပုံညတဥစ္စေကုသိုလ်ကောင်းမှုတွေစုပြီးစောင့်ပြီးရှိလာပြီဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေရလာမှာပဲလောကလူတွေကတော့ငွေကြေးတနစုမိလို့ရှိရင်ချမ်းသာတယ်လို့တွက်ကြတယ်မြတ်စွာဘုရားကအဲ့ဒါလိုမဟောဘူးဟောတာသူခောပုံညတဥစ္စေပုံညတကုသိုလ်ကောင်းမှု၏ဥစ္စေယောမိမိတဏ္ဍာမှာစုမိစောင့်မိရှိလာခြင်းဟာသူခောချမ်းသာခြင်းအကြောင်းဖြစ်တယ်အရာခသိန်းဟာငွေကြေးတနမပေးနိုင်ဘူးတကယ်ပေးနိုင်တာကုသိုလ်ကောင်းမှုကမှပေးနိုင်တာ
ဒါကြောင့်မို့ကုသိုလ်ကောင်းမှုကိုမိမိတဏ္ဍာမှာစုမိအောင်ကြိုးစားပါလို့ဒီလိုဟောတာနော်ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ကြပြီဆိုတဲ့အခါမှာအရေးကြီးဆုံးကဘာလို့ဆိုရင်မှန်ကန်တဲ့စိတ်ဓာတ်ပဲမှန်ကန်တဲ့စိတ်ထားအမတန်မှအရေးကြီးစိတ်ထားမှန်ကန်မှုသဘောထားဖြူစင်မှုစုပေါင်းလုပ်တဲ့အခါမှာပို့ပြီးတော့အရေးကြီးကိုယ့်ဘက်ကိုတူးတယောက်တည်းလုပ်တဲ့ကုသိုလ်ကြတော့သိပြီးတော့ကိုယ့်ရဲ့ဆန္ဒတစ်ခုတည်းပေါ်မှာမူတည်လို့ရတယ်အများနဲ့စုပေါင်းလုပ်ပြီဆိုလို့ရှိရင်အများဆန္ဒဆိုတာညီခဲ့တဲ့ပုံအဲ့ဒါကြောင့်မို့လို့ဆန္ဒညီလို့စုထားပြီဆိုတဲ့အချိန်မှာဒီပုဂ္ဂိုလ်တွေကစိတ်သဘောထားမြင့်မြတ်တဲ့စိတ်သဘောထားထားပြီးတော့ဆောင်ရွက်ဖို့လိုတယ်။သာဝတိပြည်ကကုသိုလ်ကောင်းမှုခေါင်းဆောင်ပြီးတော့လုပ်တဲ့အမျိုးကောင်းသားကြီးရဲ့စိတ်ထားအမတန်ကောင်းတယ်။မြတ်စွာဘုရားကတရားပွဲတစ်ခုမှဟောလိုက်တယ်။လူတွေကများသောအားဖြင့်ကိုယ့်ဘာကိုယ်ပဲကုသိုလ်လုပ်မယ်သူများကိုပြောရတာဝန်လေးတယ်မပြောချင်ဘူးအလှမခံချင်ဘူးလို့ပြောလို့ရှိကြတယ်ပေါ့ဒီနေ့ပါဟုတ်လားသူများကိုနှိုးဆော်ရတယ်ဆိုတာလွယ်တာမဟုတ်ဘူးကဲကိုရှိကိုယ့်ဘာကိုယ်ပဲလှမယ်ဆိုတဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်တွေများများစွာရှိတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကတရားတစ်ပွဲမှာဟောလိုက်တဲ့တရားတစ်ပုဒ်ထဲမှာပါသွားတော့ဆိုလို့ရှိရင်ကိုယ်တိုင်သာလှပြီးတော့သူများကိုတိုက်တွန်းနှိုးဆော်မှုမပြုတဲ့ပုဂ္ဂိုလ်ကတရားတဲ့သူများကိုသာနှိုးဆော်ပြီးတော့ကိုယ်ကတော့မလှတဲ့ပုဂ္ဂိုလ်ကတရားတဲ့တိုက်လဲတိုက်တွန်းတယ်လှလဲလှတယ်ဆိုတဲ့ပုဂ္ဂိုလ်ကတရားတိုက်လဲမတိုက်တွန်းဘူးလှလဲမလှဘူးဆိုတဲ့ပုဂ္ဂိုလ်ကတရားဟောပုဂ္ဂိုလ်၄ယောက်ခွဲလိုက်တယ်အဲ့ဒီ၄ယောက်ထဲမှာအဆိုးဆုံးကစပြောရမယ်ဆိုရင်လှလဲမလှဘူးတိုက်လဲမတိုက်တွန်းဘူးပေါ့အဲ့ဒီပုဂ္ဂိုလ်ဘာမှမလုပ်တဲ့ပုဂ္ဂိုလ်ပေါ့နော်ရာခိုင်နှုန်းအပြင်တွက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအများဆုံးဖြစ်နိုင်တယ်အများဆုံးဖြစ်နိုင်တယ်ကိုယ်တိုင်လည်းမလှဘူးသူများလည်းမတိုက်တွန်းဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးရှိတယ်နောက်ပုဂ္ဂိုလ်တစ်ခုကဘာတော့ဆိုလို့ရှိရင်မပြည့်စုံတဲ့ပုဂ္ဂိုလ်၂ယောက်ကဘာတော့ဆိုကိုယ်တိုင်တော့လှပါရဲ့သူများတော့မတိုက်တွန်းဘူးဝန်လေးတယ်သူများပြောအောင်လုပ်ချင်မပြောချင်ဘူးပေါ့ကိုယ့်ကကိုယ်တော့လှတယ်သူများကမပြောအဲ့ဒီပုဂ္ဂိုလ်ဟာကုသိုလ်နှစ်ခုထဲမှာတစ်ခုရော့သွားတယ်။ဘာဖြစ်လို့လဲဆိုကိုယ်တိုင်လှတာကကုသိုလ်တစ်ခုတိုက်တွန်းတာကကုသိုလ်တစ်ခုပေါ့။နှိုးဆော်ပေးတာလည်းပဲကုသိုလ်တစ်ခုရတယ်ပေါ့။မှန်ပါဗျာ။ဒါကိုကုသိုလ်လို့မအောင်မေးတဲ့ပုဂ္ဂိုလ်ကဒါကုသိုလ်မရလိုက်တော့ဘူး။အဲ့တော့မြတ်စွာဘုရားကဘယ်လိုအကျိုးတရားနဲ့ပတ်သက်ပြီးဘယ်လိုဟောလို့ဆိုလို့ရှိရင်ကိုယ်တိုင်တော့လှပါရဲ့သူများကိုမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ဟာတဲ့ဖြစ်လျာဘွားမှာပစ္စည်းဥစ္စာချမ်းသာတယ်တဲ့ဒါပေမဲ့လို့အချမ်းရံမရှိဘူးတကောင်ရွက်ဖြစ်တယ်သူများမတိုက်တွန်းခဲ့သည့်အတွက်ကြောင့်သူကအချမ်းရံသူ့မှာမရဘူးတဲ့တဦးတယောက်တည်းဖြစ်ရတယ်ဒါကပုဂ္ဂိုလ်တရားကိုလုတ်ခဲ့တာလေးတွေကကိုယ့်မှာလားပေါ်တာပဲဒါနော်ဟောနောက်ဒုတိယပုဂ္ဂိုလ်တယောက်ကသူများတော့တိုက်တွန်းတယ်ကိုကမလှဘူးဆိုလို့ရှိရင်တိုက်တွန်းသည့်ကုသိုလ်ကြောင့်မို့လို့အချမ်းရံနေတော့ပေါ်ပါရဲ့မလှခဲ့သည့်အတွက်ကြောင့်ပစ္စည်းဥစ္စာရှားပါတယ်ဟောအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်တယ်တိုက်လည်းမတိုက်တွန်းဘူးလှလည်းမလှဘူးဆိုတဲ့လူကတော့အချမ်းရံလည်းမရှိဘူးစားစရာလည်းမရှိဘူးဟောပစ္စည်းဥစ္စာလည်းမရှိဘူးဒီလိုဖြစ်တယ်တဲ့လှလဲလှတယ်တိုက်လွန်းတိုက်တွန်းနေဆိုတဲ့ပုဂ္ဂိုလ်ကြတော့အကောင်းဆုံးပဲသူကတော့ကိုယ်တိုင်လည်းချမ်းသာကြွယ်ဝတယ်အချမ်းရံတွေလည်းပေါ်များတယ်မြတ်စွာဘုရားတရားပွဲတစ်ခုမှာပုဂ္ဂိုလ်လေးမျိုးခွဲပြီးတော့ဒီလိုဟောသွားတယ်ဟောသွားတော့အဲ့ဒီတရားနာပရိသတ်ထဲမှာပါတဲ့တကားတယောက်သူသိသဘောကျသွားတယ်ဟာစတုထအကောင်းဆုံးပုဂ္ဂိုလ်မျိုးဖြစ်အောင်လုပ်မယ်လှူလဲလှူမယ်တိုက်လဲတိုက်တော့မယ်ဆိုပြီးအဲ့ဒီပုဂ္ဂိုလ်ကဘာလုပ်တရားပွဲပြီးတာနဲ့တပြိုင်နက်ရှင်ဗျာတဲ့เจ้าမှာတန်ဃာတွေဘယ်လောက်ရှိလဲမြတ်စွာဘုရား900ရှိတယ်1000ရှိတယ်အဲ့ဒီတန်ဃာတွေအားလုံးလက်ဖြင့်ကတပြီးတော့ဆွမ်းစားပက်ပါတယ်ဗျာရှင်းတော့ကတော့ဆွမ်းစားပက်နေဆိုတာတပိတ်ကလေးတွေနဲ့ကြွားတာနော်ကြွပြီးတပိတ်ထဲလောင်းထည့်ပေးတာပဲနေရာထိုင်ခင်းပြင်ထားပြီအဲ့ဒါကြောင့်မို့လို့900ဆိုလဲနေရာထိုင်ခင်းတထိုင်စာလေးရှိရင်ရတယ်ပေါ့ခုခေတ်လိုပွဲကြီးတွေနဲ့ပြင်ရမယ်ဆိုမလွယ်ဘူးပေါ့နော်မှန်ပါဗျာအဲ့တော့မြတ်စွာဘုရားကသူကအဲ့ဒီလိုပင့်သွားတယ်
တကယ်တော့ဒီ900 तू လှူနိုင်တဲ့ဆွမ်းအား तू မှမရှိဘူး तू ကဘုရားတရားတော်ယုံကြည်တယ် तू ကုသိုလ်ရခြင်းနဲ့ဒါကြောင့်မို့လို့ तू ကိုယ်တိုင်လည်းလှူမယ်သူများတွေလည်းနှိုးဆော်မယ်ဆိုပြီးတော့အိုးဈေးထမ်းကိုလှည့်ပြီးတော့အဲ့ဒီတခါနှိုးဆော်လိုက်တာကျွန်တော်တန်ဃာတွေ900ပင့်ထားတယ်ကဲတတ်နိုင်သမျှ10ပါးအပါး20ပေါ့တပါးလည်းဘလောက်နှုံးပေါ့လေခုခေတ်လို့ဆိုရင်နော်လှူကြပါတန်းကြပါဆန်တတ်နိုင်ဆန်ပဲတတ်နိုင်ပန်ပဲပေါ့အဲ့တော့လက်ပြန်ကတန်ဃာတွေကိုဆုံးလှူမယ်ဆုံးလောင်းမယ်အလုံးလှူကြပါလို့တိုက်တွန်းအိုးတကားတကမတွေကလည်းအဲ့ဒီမှာကြားတဲ့ဈေးတွေကလူတွေကလည်းတရားတရားတွေပေါက်ပြီးတော့သူလူခန္ဓာကိုလှူကြတယ်သို့တော်လည်းတော်တော်ပစ္စည်းချမ်းသာတဲ့ဈေးထဲမှာဆိုင်ကြီးကြီးရှိတဲ့တကားတယောက်ကတော့သူကစိတ်သဘောထားကဘလို့ဖြစ်သွားအတွေးကဘလို့ဝင်သွားတော့ဆိုသူကဘယ်လိုလူမျိုးတုံးဆိုရင်ကိုတတ်နိုင်ရင်လှူမယ်သူများကိုမပြောလှူမခံဘူးအဲ့ဒီအတွေးရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဈေးထဲမှာလိုက်လှူခန္ဓာကိုသူကကြားတဲ့အခါကျတော့ဒီလူကကိုတတ်နိုင်တာကိုမလှူပဲနဲ့သူများတွေကလိုက်ပြီးလှူကြပါအောင်တန်းကြပါအောင်နဲ့လိုက်ပြီးတော့နှိုးဆော်နေတယ်ပေါ့ဆိုပြီးစိတ်ထဲကမကျေနပ်ဘူးသူမကျေနပ်ပေမဲ့လို့မပြောသို့တော့သူကအမူအရာနဲ့မကျေနပ်တာကိုပြလိုက်တယ်သူဆိုင်ရှိရောက်လာပြီးတော့နှိုးဆော်တဲ့အခါကျတော့ဆိုင်မှာရှိတဲ့ဆိုင်ကလေးကိုလက်ကလေး3ချောင်းလေးနဲ့ယူပြီးတော့ခွက်ထဲထည့်ပေးလိုက်တယ်ပဲလေးတွေလည်းပဲလက်3ချောင်းလေးနဲ့ယူပြီးတော့ခွက်ထဲထည့်ပေးလိုက်တယ်စီလေးကြတော့အဲ့ဒါ20ချပြီးတော့ပေးလိုက်တယ်အဲ့ဒီနေရာမှာနှိုးဆော်တဲ့လူရဲ့စိတ်ထားကိုမှတ်သားထားကြအောင်အခုခေတ်ဆိုလို့ရှိရင်အဲ့ဒီနှိုးဆော်တဲ့လူကစိတ်ထားမတက်ဘူးဆိုလို့ရှိရင်အဲ့ဒီနေရာမှာနေကွဲလိုက်မယ်နော်အဲ့ဒီပုဂ္ဂိုလ်ကတော့သိစိတ်ထားကောင်းတယ်သူကဘလောက်ပဲလူအပြုံးမပြတ်ဘူးကောင်းပါပြီဗျာကျွန်တော်လက်ခံပါတယ်ဆိုပြီးတော့ခွက်ကလေးထိုးပြီးတော့သူလှူတဲ့ဆိုင်ကလေးပဲကလေးကိုတီးသန့်ခွက်ကလေးနဲ့ထည့်ယူသွားတယ်စီကလေး20ကိုလည်းပဲတီးသန့်ခွက်ကလေးနဲ့ထည့်ယူသွားတယ်ထည့်ယူသွားတဲ့အခါကျတော့အဲ့ဒီဆိုင်ရှင်ကကြည့်တပြဟာတွေနဲ့ရောမယူငါဟာတီးသန့်ယူသွားတယ်ငါမြန်လူချားတဲ့မြန်အဆက်ခွဲမလို့လားသူကတော့တမင်ရွဲ့လိုက်တာပဲပေါ့နော်ကြည့်နော်ကုသိုလ်လုပ်ပေမဲ့လို့အကုသိုလ်တွေဖြစ်သွားလိုက်ပုံအဲ့ဒီလိုပါလာလူခန္ဓာကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဖြစ်သွားတယ်အကုသိုလ်ဖြစ်တာကနောက်ထပ်ဆက်ပြီးတော့အကုသိုလ်အတွေးတွေဝင်လာပြန်တယ်ဘာတော့ငါကိုလူချားတဲ့မှာအဆက်ကွဲရင်တော့မင်းသိပြီတော့စိတ်ကအဲ့ဒါလိုဒေါသတွေဖြစ်ပြီးတော့ရံမျိုးတွေထားသို့တော့ခုနက organizer ပေါ့စီယုံနဲ့လူကအမတန်မှစိတ်ကောင်းရှိတယ်သူကလိုက်အလှခံပြီးတော့ရသမျှတွေအကုန်လုံးသူကစုပေါင်းပြီးတော့ချက်ပြုတ်ပြီးတော့အကုန်လုံးကုသိုလ်ရအောင်လို့ဆိုပြီးတော့ခုနကလူထည့်ပေးလိုက်တဲ့စီလေး20လေးကိုလည်းအိုးတွေထဲမှာအနှံ့လိုက်ပြီးတော့တစ်စီလိုက်ချပေးတယ်ဆန်လေးပဲလေးလည်းအကုန်လုံးထည့်ပေးတယ်တစ်စီလိုက်ထည့်ပေးလိုက်တယ်ပေါ့အဲ့ဒါလို့ထည့်ပေးပြီးတော့နောက်တစ်ရက်ကျတော့ဖျားမှုရှိတဲ့တန်ဃာတွေကြွဆွမ်းနေပါလေလောင်ဆွမ်းကပ်ပြီးတဲ့အခါမှာသူကဘာလျှောက်တော့အရှင်ဘုရားတဲ့မနေ့ကအရှင်ဘုရားတရားဟောတဲ့အထဲမှာပါလို့တပည့်တော်ဟာကုသိုလ်2မျိုးရခြင်းလုံးလို့တပည့်တော်ကိုယ်တိုင်လည်းလှူပါတယ်ဗျာအားလုံးကိုလည်းလိုက်လံပြီးတော့တပည့်တော်နှိုးဆော်လိုက်တာအားလုံးကလည်းပဲမိမိတို့စွမ်းအားရှိသလောက်တရားတရားရှိသလောက်လှူကြပါတယ်ဗျာအဲ့ဒီလှူတဲ့ကုသိုလ်ရှင်တွေအားလုံးညီတူညီမျှကုသိုလ်ကိုရကြပါစေဗျာသူကအဲ့ဒါလိုပြောတယ်အဲ့သူကအမတန်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်ဆိုခုနတုန်းကဆိုင်ရှင်ကသူ့ပေါ်မှာရံညှိုးထားတာငါအကြောင်းများမကောင်းပြောရင်တော့မင်းတော့ဒီနေရာပဲအသေးပဲဆိုပြီးတော့ဓမြောင်ကိုခါကြထဲမှာပွက်ပြီးတော့လာတာသူကအမတန်မှနော်အဲ့ဒါလိုလာတဲ့အချိန်မှာခုနကလူကရှောက်တယ်အရှင်ဘုရားတဲ့ကိုတိုင်းတာရှိသမျှလှူကြပါလေအဲ့ဒီလှူတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုကိုညီတူညီမျှရကြပါစေဖေဟာဆိုတဲ့စကားကြားတဲ့အခါမှာငါတော့မှားသွားပြီအဲ့ဒီခါမှာသူတော်ကောင်းစိတ်လေးပြန်ဝင်လာတယ်နော်သူတော်ကောင်းစိတ်လေးပြန်ဝင်လာပြီးတော့
ငါဒီလိုပုဂ္ဂိုလ်မျိုးကိုဝန်ချတောင်းပန်မှုမပြုလို့ရှိရင်ငါဒုက္ခရောက်တော့မယ်စိတ်ကောင်းဝင်သွားတာနဲ့စိတ်ဆိုးဝင်လာတာမတူဘူးနော်ကြည့်အကယ်၍စိတ်ဆိုးတာဆက်ဝင်မယ်ဆိုလို့ရှိရင်လူသားမှုကျွလွန်သည့်အထိဖြစ်သွားမှာသူပါအဲ့ဒီစိတ်ကောင်းလေးတစ်ခါဝင်လိုက်တယ်ငါမှားပြီဆိုတာလည်းဝင်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီလူကိုသူကဖះရှိမှပဲတောင်းပန်လိုက်တယ်တောင်းပန်လိုက်တော့မြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါမှာသူကတပည့်တော်မှာတဲ့စိတ်ထဲမှာဒီလိုဖြစ်သွားတယ်လားလှူခံတဲ့အချိန်မှာစိတ်ထဲမှာဂတိကောက်အောင်ဖြစ်သွားတယ်ကိုယ့်အကိုတော့မလှူပဲနဲ့သူများကိုလိုက်လှူခံရကောင်းလားလို့စိတ်ထဲမှာဒီလိုဖြစ်သွားပါတယ်ဗျာတဲ့အဲ့ဒီလိုဖြစ်သွားလို့တပည့်တော်နောက်ဆုံးဒီပုဂ္ဂိုလ်ကိုတတ်မဲ့ထီအောင်စိတ်တွေဖြစ်လာခဲ့ပါတယ်အခုတော့သူလှုပ်ထားတဲ့ကိုကြည့်ပြီးတပည့်တော်ခြေနဲ့အားရလို့တပည့်တော်အမှားဝန်ချတောင်းမှပါတယ်ရှောက်တာနော်အဲ့ဒီဇလန်းလေးထဲမှာမှတ်သားစရာတွေအများကြီးပါလာတယ်ခုနက organizer လို့ခေါ်တယ်ဒီအသင်းအဖွဲ့မှာဥဆောင်ပြီးတော့လူခံတဲ့ပုဂ္ဂိုလ်တွေဟာအမတန်မှဒီလိုစိတ်ထားမျိုးထားရမှာပဲဘယ်သူကတော့ရှေ့ရတဲ့နဲ့နည်းနည်းလှူတယ်သွားပြလုံးတယ်နော်နည်းနည်းလေးလှူတယ်နှမျောတယ်ဒီလိုမဖြစ်စေရဘူးတဲ့သူတန်းနိုင်သလောက်သူလှူတာအားလုံးဟာမြတ်မြတ်တရကုသိုလ်တညီတည်းရကြပါစေဆိုတဲ့စိတ်ကိုထားဘယ်သူနည်းနည်းလှူလှူများများလှူလှူအားလုံးဟာကြည်ပြူရမှာပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဟိုနည်းနည်းလှူရင်ညူဆူတာတို့များများလှူမှကြည်ပြူတာတို့ဒါမျိုးပဲဖြစ်စေရဘူးစိတ်ကောင်းနှလုံးကောင်းထားပြီးကုသိုလ်ကိုလည်းညီလူညီမျှရကြပါစေဆိုတဲ့စိတ်ထားအဲ့တော့အဲ့ဒီ organizer စိတ်ထားကောင်းသည့်အတွက်ကြောင့်အကုသိုလ်တွေဖြစ်ရမယ်ပုဂ္ဂိုလ်တရားလည်းအကုသိုလ်မဖြစ်ဘဲနဲ့နောက်ဆုံးမှာသူလည်းပဲမြတ်စွာဘုရားရှိခိုးဝန်ချတောင်းပန်ရင်ကနေဘုရားကတရားဟောတယ်မြတ်စွာဘုရားဟောတဲ့တရားလေးလည်းမှတ်ထားစရာအမတန်မှကောင်းပါတယ်ဒီကုသိုလ်နဲ့ပတ်သက်တယ်မြတ်စွာဘုရားကမာဝမညေထပုံညတ္တနမန္တံအာဂမိတ္တိကုသိုလ်ဆိုတာတဲ့ငါလုပ်တဲ့ကုသိုလ်လေးကနည်းနည်းလေးဥမာပဲငါတစ်ချက်သေးပဲလှူတယ်ငါးချက်ပဲလှူတယ်100ပဲလှူတယ်200ပဲလှူတယ်ကိုယ်စိတ်ထဲမှာဥမာသိန်းချီမလှူဘူးပေါ့နော်ငါလှူတဲ့ကုသိုလ်လေးကနည်းနည်းလေးပဲလို့ဥမာပဲဆံလေးတစ်စုပ်လှူတယ်ပဲလေးတစ်စုပ်လှူတယ်ငါလှူတဲ့ကုသိုလ်လေးကနည်းနည်းလေးပဲဘာမှအဖတ်မတင်ဘူးလို့ဒီလိုမထားနဲ့ဒီလိုစိတ်မထားနဲ့မာဝမညေထပုံညတ္တကုသိုလ်ကောင်းမှုကိုအထင်မသေးပါနဲ့ဘယ်လိုအထင်မသေးရမှာလဲဆိုရင်နမန္တံအာဂမိတ္တိနည်းနည်းလေးလှူတဲ့ကုသိုလ်ကပျောက်ပြက်သွားမှာပါဘာမှအကျိုးပေးမှာမဟုတ်ပါဘူးလို့ဒီလိုအထင်မသေးနဲ့တဲ့မြတ်စွာဘုရားကလူတွေနားလည်လောက်ဥပမာလေးတစ်ခုပြောတယ်ဥဒ္ဓဗိန္ဒုနိပါတေနဥဒ္ဓကုံဘောပိပုရတိတစက်မြိတ်အောက်မှာရေအိုးကြီးကြီးစင်အိုးကြီးတစ်လုံးထားလိုက်လို့ရှိရင်မိုးတွင်မှာတစက်မြိတ်ကကျတဲ့ရေလေးဟာတပေါက်ကျရင်ကနေနောက်ကြတော့ဒီစင်အိုးကြီးတစ်လုံးလုံးပြည့်သွားတယ်ဟုတ်လားအဲ့ဒါမျိုးလိုပဲတဲ့ကုသိုလ်ကောင်းမှုဟာတစက်လောက်ကုသိုလ်အသေးလေးနေ့စဉ်လုပ်ရင်းကနေပြီးတော့နောက်ဆုံးကြတော့ကုသိုလ်တွေနဲ့ပြည့်သွားတယ်ပေါ့စဉ်းစားကြည့်ပေါ့တနေ့မှာပဲဆောင်းကလေးတစ်စုံပဲလောင်းလိုက်အောင်ဆောင်းကလေးတစ်စုံပဲလောင်းအဲ့ဒီဇွန်လောင်းလို့ရှိရင်ဒီကနေ့တစ်စုံလောင်းတယ်လက်ပြန်ကတစ်စုံလောင်းတယ်ဥမာတလပြည့်တဲ့အခါကျတော့ဇွန်ပေါင်း30ဖြစ်သွားပြီလေဟောနှစ်စဉ်တွက်လိုက်မယ်တစ်နှစ်လုံးချိန်ပြီးတော့လောင်းလိုက်မယ်ဆိုရင်ဇွန်ပေါင်း365ဆုံးဖြစ်သွားနေတဲ့ကုသိုလ်တွေလားအဲ့ဒီကြလို့ရှိရင်နော်တယောက်စာမကဘူးနှစ်ယောက်စာမကဘူးကုသိုလ်ကောင်းမှုတွေကအများကြီးဖြစ်လာတယ်အဲ့ဒါလို့ကိုလူတဲ့ကုသိုလ်ဟာကြားလာလေများလာလေကြားလာလေများလာလေထို့တူပဲကုသိုလ်ကောင်းမှုဆိုတာထပ်မလှူတောင်မှပဲစိတ်ထဲကနေထပ်ပွားရင်ထပ်ပြီးတော့ရတယ်တဲ့ကုသိုလ်ကစိတ်ထဲမှာတစ်ချိန်ဖြစ်ရင်တစ်ခါရတယ်နောက်တစ်ခါထပ်ဖြစ်ရင်နောက်တစ်ခါရတယ်နောက်တစ်ခါထပ်ဖြစ်ရင်နောက်တစ်ခါရတယ်ကုသိုလ်ဆိုတာတိုးပွားတဲ့အမျိုးအစားအကုသိုလ်ဆိုတာလည်းပဲထို့တူပဲလုံမိထားတဲ့အကုသိုလ်တစ်ခုကိုပြန်ပြီးတော့နှလုံးမသားမယာဖြစ်လို့ရှိရင်အဲ့ဒီမှာအကုသိုလ်ထပ်တိုးတယ်သူကထပ်တိုးတတ်တယ်အဲ့ဒါကြောင့်မို့လို့အကုသိုလ်ကြလို့ရှိရင်မေ့ပြစ်လိုက်ပြီးတော့ရှောင်
တူတယောက်စီသွားပြီးတော့ဖွင့်ဟပြောဆိုဝန်ချလိုက်မှားရင်းတာကိုဝန်ချပြီးတော့ပြောဆိုလိုက်လို့ရှိရင်သူကစိတ်ထဲမှာတအုံနှွေးနှွေးမရှိတော့ရင်ထဲမှာရှင်းသွားအဲ့ဒါလို့ဘုရားဘာသာတရားတော်က confession လုပ်တယ်လို့ခေါ်တော့အပြစ်ကိုဝန်ချတယ်ဆိုတဲ့ဟာ confession လုပ်တယ်ဆိုတာဟာရင်ထဲမှာရှင်းသွားအောင်လုပ်တဲ့သဘောပဲသို့တော့ဒီအကုသိုလ်တွေပျောက်သွားအောင်လုပ်တာတော့မဟုတ်ဘူးလုပ်ပြီးသားကတော့ပျောက်တာမဟုတ်ဘူးသို့တော့ရင်ထဲကဖွင့်လိုက်တဲ့အခါကျတော့ငါဖွင့်ပြောပြီးပြီဆိုတဲ့အခါမှာရင်ထဲမှာပေါ့သွားပြီးတော့နောက်ထပ်လုံးရမယ့်ကိစ္စဘာလို့ဆိုရင်ဒီအလုပ်ဟာမကောင်းဘူးဆိုတာသိရမယ်မကောင်းဘူးလို့သိထားတဲ့အတိုင်းနောက်ထပ်ရှောင်ရမယ်ကောင်းတာတွေကိုဆက်လုပ်ရမယ်အဲ့ဒီနည်းနဲ့မကောင်းမှုအကုသိုလ်ကလွတ်မြောက်နိုင်တယ်ဒါလွတ်မြောက်တဲ့နည်းလမ်းပဲအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အကုသိုလ်ကလက်ခံပြီးတော့တအုံနှွေးနှွေးထားလို့ရှိရင်အကုသိုလ်ကဆက်ပွားလာတာပေါ့ကုသိုလ်ကောင်းမှုကလည်းပဲထို့တူပဲထပ်ပြီးတော့ကုသိုလ်တတိယလေးဝမ်းသာမှုနဲ့တတိယလေးကုသိုလ်တွေတိုးပွားလေးဒီလိုဖြစ်တယ်နော်အဲ့ဒါကြောင့်မို့လို့အသင်းတစ်ခုထူထောင်ပြီးတော့ organizer လုပ်မယ်ဆိုလို့ရှိရင်စိတ်သဘောထားမြင့်မြတ်ဖို့အမှန်တမ်းအရေးကြီးတယ်အဲ့ဒါလိုမြင့်မြတ်တဲ့မှန်ကန်တဲ့စိတ်ထားနဲ့လုပ်ပြီးအများတွေဟာအချိန်မရလို့စုပေါင်းတာဝန်မယူနိုင်ကြတာကိုတို့တွေကအများအတွက်လုပ်ပေးတယ်လို့စိတ်ထဲကဒီလိုထားတယ်ပေါ့အဲ့လိုထားပြီးတော့တန်ဃာတွေကိုဆွမ်းလောင်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒါနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်တဲ့ပစ္စည်းဥစ္စာကကောင်းတာကအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးတဲ့များတာလည်းအဓိကမဟုတ်ဘူးပစ္စည်းဥစ္စာနဲ့မဆိုင်ဘူးတဲ့ဥပမာသိချီလူလို့ကုသိုလ်တွေအများကြီးရတယ်တကြံလူလို့ကုသိုလ်မရဘူးဒီလိုမရှိဘူးအဓိကကုသိုလ်ဆိုတာယင်တဲ့နှလုံးထဲမှာဖြစ်တာကိုယ်စိတ်ဆွမ်းအားကြီးရင်ကြီးသလောက်ဖြစ်တယ်တကြက်လှူပြီးတော့စိတ်ဆွမ်းအားကထက်သန်တယ်တသိန်းလှူပြီးတော့စိတ်ဆွမ်းအားကမထက်သန်ဘူးဆိုရင်တကြက်လှူတဲ့လူကပိုရခြင်းရသွားတယ်ဆွမ်းအားပေါ်မှာမူတည်တာနော်ဒါကြောင့်မို့ဝေလာမတ်တုတ်မှာမြတ်စွာဘုရားကကိုလှူတဲ့ပစ္စည်းဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေနည်းသည်ဖြစ်စေများသည်ဖြစ်စေအဓိကမဟုတ်ပါဘူးတဲ့အဓိကကဘာတော့ဆိုလို့ရှိရင်စိတ်ထားပါအဲ့တော့စိတ်ထားတော့ဘလို့စိတ်ထားရမလို့ဆိုသက်ကိစ္စဒါနံဒိဋ္ဌိသက်ကိစ္စစိတ်ဆိုင်ပြီးတော့လှူရမယ်လှူတဲ့အချိန်အမှတ်တမဲ့လှူတာမျိုးမလုပ်ရဘူးလို့ပြောတယ်နော်အမှတ်တရမှတ်ရလှူရမယ်ဘာလေးပဲလှူအမှတ်တရလေးပဲဖြစ်စေရမယ်ကိုယ်စိတ်ထဲမှာဆွဲမြင့်အမှတ်တရတလေးတစားလှူတာမျိုးဖြစ်ရမယ်နောက်တစ်ခုကစိတ်တိကတ္တဝဒါနံဒိဋ္ဌိလှူတဲ့အခါမှာအလှူခံပုဂ္ဂိုလ်တွေပူဇော်တဲ့စိတ်ချီးမြှောက်တဲ့စိတ်မျိုးနဲ့လှူရမယ်တချို့ကအဲ့လိုမဟုတ်ဘူးဒါနကောင်းမှုလုပ်တယ်ဆိုတာငါကောင်းစားဖို့ဆိုတာနဲ့လုပ်မယ်ဆိုလို့ရှိရင်ငါကောင်းစားဖို့ဆိုတဲ့လုပ်ကြရငါကောင်းစားဖို့ဆိုတာတဏှာရဲ့အတွေ့လုပ်တာတော့ဒါနကောင်းမှုပဲတွေးလိုက်တာကတဏှာအတွေ့အဲ့ဒါကြတော့ဒါနကုသိုလ်ဟာတချမ်းပဲ့သွားတယ်ပေါ့အကုသိုလ်တွေဝင်လာတယ်ပေါ့ကိုဒါနကောင်းမှုရဲ့ဒီအကျိုးကိုခံစားလို့ချင်တာဖြစ်လျာဘဝမှာတထေးဖြစ်ပြရစေဆိုတာမျိုးဆုတောင်းတာမျိုးလို့ပေါ့နော်အဲ့ဒီဘက်ကိုစိတ်ကညွတ်ပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒီဒါနဟာတဏှာနဲ့ရောထွေးသွားတဲ့ဒါနမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့အလှူပြီးဆိုတဲ့အခါကြလို့ရှိရင်ကိုယ့်အတွက်မဟုတ်ဘူးအလှူခံပုဂ္ဂိုလ်အတွက်စိတ်ထားရမှာကိုကအလှူခံပုဂ္ဂိုလ်အတွက်ငါလှူတဲ့ဒါနကိုဆိုပြီးတော့တန်ဃာတွေဆိုလို့ရှိရင်ဒီဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပရိယပฏิပတ်တရားမြတ်တွေကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေသို့မဟုတ်ဒီတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့သီလသမာဓိပညာဆိုတဲ့ဒီဂုဏ်ရည်ချင်းတွေကိုဒီဆွမ်းနဲ့ပူဇော်ပါတယ်လို့စိတ်ကဒီလိုထားအဲ့ဒါအမြဲတမ်းအရေးကြီးတဲ့ဟာတစ်ခုပဲเนาะအဲ့ဒါကြောင့်ဝေလာမတုတ်မှာမြတ်စွာဘုရားစိတ်တိကတ္တဝဒါနံဒိဋ္ဌိပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ထားမယ်နောက်တစ်ခုကသတ္ထဒါနံဒိဋ္ဌိကိုယ်တိုင်လုပ်ပါလှူတဲ့တန်းတဲ့အခါမှာကိုယ်တိုင်လှူပါအာဂမနဒိဋ္ဌိကောလှူတဲ့တန်းတဲ့အခါမှာကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာလာမှာပဲရမှာပဲဆိုတဲ့ဒီ
ဒီအကျိုးတရားပေါ်မှာသိမြင်တဲ့အသိဉာဏ်ရှိဖို့လိုတယ်တဲ့နောက်တစ်ခုကတော့အနပဝိဒံကိုလူတာကိုယ်စီမှာမလိုအပ်လို့စွန့်ပစ်တဲ့အနေမျိုးနဲ့မလူပါနဲ့ဟောဒါဒါနကောင်းမှုလူတိုင်းသိတ္တိထားရမယ်အချက်တွေပေါ့နော်အေးအဲ့ဒါလို့လှူပြီးဆိုရင်ကောင်းကျိုးချမ်းသာတွေဖြစ်တယ်နောက်တစ်ခုတတိထားเสียကောင်းတာဘာလို့ဆိုရင်ဒါနကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်မလှူခင်ကဝမ်းသာနေတယ်လို့လှူနေစေလဲဝမ်းသာရမယ်လှူပြီးတဲ့နောက်မှလည်းဝမ်းသာအဲ့ဒီ၃မျိုးလုံးဝမ်းသာနိုင်မလားကိုမေးထားကိုယ်စိတ်လေးကိုပြုပြင်ထားတခါတည်းဆွမ်းလောင်းတဲ့မှာဆွမ်းလောင်းတယ်နော်ဆွမ်းလောင်းညအေးစေတနာထက်တန်နဲ့လောင်းပြီးတော့အလူကံပုဂ္ဂိုလ်ရဲ့မတော်မလျော်မြင်ပြီးလို့ရှိရင်စေတနာပြတ်တာမျိုးဆိုရင်ဒါကိုပဲနစ်နာသွားပြန်ရောအဲ့ချာနော်ဝိပတိတာရလို့ခေါ်တယ်ပေါ့အဲ့ဒါမျိုးလည်းမဖြစ်စေဒီမှာမဟာဝိစိတာဝိဘယင်ကြီးကိုပရောဟိတ်ပုံနာကြီးကနေပြီးတော့ဆုံးမတယ်ဘယင်ကြီးကအလှကြီးပေးကျင်တော့အလှကြီးပေးကျင်တဲ့အခါကျတော့ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံအောင်လုပ်နိုင်မှာမလားတဲ့အရှင်မင်းကြီးရဲ့အလှပွဲကိုလာမဲ့ပုဂ္ဂိုလ်တွေဟာလူမျိုးစုံလာလိမ့်မယ်တဲ့နော်လူကောင်းလဲလာလိမ့်မယ်လူဆိုးလဲလာမှာပဲသီလရှိတဲ့လူလဲလာမှာပဲသီလမရှိတဲ့လူလဲလာမှာပဲလူမျိုးစုံလာမှာပဲအဲ့လိုလာတဲ့အခါမှာအလုံးပေါ်မှာကျင့်တတ်နိုင်ကြလားကိုယ့်အလှကိုလာစားတဲ့ပုဂ္ဂိုလ်တွေကောင်းတဲ့လူလားလားဆိုးတဲ့လူလားလားဘယ်သူ့ပေါ်မှာကိုကျင့်တတ်နိုင်လားကိုလို့တာအလှပဲလေအဲ့ဒါလို့စိတ်ထားနိုင်မှာမလားဟုတ်လားမလှခင်ကဝမ်းသာနေတယ်လို့လှူနေတဲ့အချိန်မှာလည်းဝမ်းသာအဲ့ဒီမှာဝိပတိတာရလို့ခေါ်တယ်ပေါ့စိတ်ထဲမှာပျော်ရွှင်မှုလေးဆုံးရှုံးသွားတယ်ပေါ့နော်အမြင်မတော်တာတို့ဘာတို့မြင်လိုက်တဲ့အခါမှာစိတ်ထဲမှာအခုခေတ်ပြောရင်တော့သရာတရားပြတ်သွားတယ်ဆိုတာမျိုးပေါ့အဲ့ဒါလို့မပြတ်အောင်ထိန်းနိုင်ရလားလို့ကိုယ့်ဘာကိုမေးရကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်အထူးသဖြင့်ဒါနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်အဲ့ဒါကိုထိန်းနိုင်အောင်ထိန်းမှုလိုတယ်ပေါ့အဲ့ဒါတွေအတွက်စိတ်ပြတ်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကိုလှူတဲ့အလှူကညံ့သွားပြီလို့သာမှတ်ပြီးတော့ဘဝစေတနာမလှူခင်ကဝမ်းသာနေတာလို့လှူနေတဲ့အချိန်မှလည်းဝမ်းသာနေရမယ်အာယုံပြုရမှာကိုကခုနကအာယုံပြုရမှာပုဂ္ဂိုလ်ကိုအာယုံမပြုနဲ့တန်ခါကိုပဲအာယုံပြုဂုံကိုပူဇော်တဲ့အနေနဲ့လှူတယ်ပုဂ္ဂိုလ်မရွေတို့လှူတယ်ကိုယ့်ရဲ့အလှူဝတ္ထုစင်ကြယ်မှုကိုအာယုံပြုရမယ်ပေါ့နော်အဲ့ဒါလို့အာယုံပြုပြီးတော့စိတ်ကိုထိန်းနိုင်သိမ့်နိုင်ပြီဆိုလို့ရှိရင်ဝိပတိတာရလွတ်ကင်းသွားပြီကိုယ်စိတ်လေးဟာမလှူခင်ကဝမ်းသာနေတယ်လို့လှူနေတဲ့အချိန်မှလည်းဝမ်းသာနေတယ်လှူပြီးတဲ့နောက်မှလည်းပဲဝမ်းသာနေတယ်စိတ်ပြက်သွားတာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီအလှူသည်မိုးသုံးမိုးညီတဲ့အခါမှာတိနှံနေထွက်တိုးတယ်လို့ပဲအဲ့ဒီအလှူရဲ့အကျိုးဟာများတယ်ပေါ့အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တိုင်းဒီအချက်ကိုသတိထားအောင်ဒီအချက်သတိမထားဘဲနဲ့ဒီအလှူတန်းလုပ်ပြီဆိုလို့ရှိရင်တော့ကိုလှူတဲ့အလှူဟာညံ့ဖျင်းသွားနိုင်တယ်ပေါ့ကုသိုလ်မရတာတော့မဟုတ်ဘူးရတဲ့ဟာညံ့ဖျင်းဖြစ်သွားနိုင်တယ်ပေါ့အပရစေရနာပြက်လို့ရှိရင်လောကမှာစေရနာဟာမထိန်နိုင်လို့ရှိရင်ပုဂ္ဂိုလ်ပေါ်တင်အကြောင်းပြုတာမဟုတ်ဘူးကိုယ်စေတနာကိုမထိန်နိုင်လို့ရှိရင်ပြတ်သွားတာတွေရှိတယ်တထေးကြီးတယောက်အိမ်ကနေဆင်းလာအဲ့ဒီအိမ်ကနေဆင်းလာတဲ့အချိန်လေးမှာပြစ္ဆေကဗုဒ္ဓတဆူကအိမ်မှာလာဆွမ်းလာရထားနဲ့သူတွေ့လိုက်တော့သူ့စိတ်ထဲမှာဘယ်တော့မှသူလှူချင်တဲ့စိတ်မပေါ်ဘူးအဲ့ဒီအချိန်လေးမှာသူရှင်ဘုရားဆွမ်းရပါလားလို့မေးတော့ဆွမ်းခံတော့မယ်ရှိပါသေးတယ်လို့ဆိုအိမ်ကလူတွေဆွမ်းလောင်းလိုက်ဖို့မှားလိုက်တယ်သူကပြောလိုက်တယ်ပြောပြီးတော့သူကနန်းတော်ကိုဆက်သွားအိမ်ကတထေးကတော်ကြီးကအမတန်တရားကောင်းတယ်ပြစ္ဆေကဗုဒ္ဓကြွလာတဲ့အခါမှာတထေးကြီးကဆွမ်းလူခိုင်းတယ်ဆိုတော့ကြာကြာနာနာချက်ပြုတ်ပြီးကောင်းပြီဆိုတဲ့တလေးဓမ္မောက်ဆွမ်းမျိုးတွေလှုပ်လိုက်တယ်
ချက်ပြုတ်လှူဒန်းနေတာဆိုတော့ခုနကနန်းတော်သွားပြီးသူပြန်လာတဲ့အချိန်မှာပိစိကဗုဒ္ဓကဆောင်းထဲမှာတပိတ်ရလို့တပိတ်ထဲမှာဆောင်းရလို့နော်အဲ့ဒီတပိတ်ကလေးပိုက်ပြီးပြန်အထွက်နဲ့သူနဲ့ဆုံမြန်နဲ့ထပ်ပြီးတော့အဲ့ဒီလိုဆုံတဲ့အခါကျတော့အရှင်ဘုရားတပည့်တော်တို့အိမ်ကဆောင်းရခဲ့အလားဘုရားဆိုရပါတယ်ကြည့်ပြရစေပါဘုရားဆိုပိစိကဗုဒ္ဓကသူ့တပိတ်ကလေးကိုပြတဲ့အချိန်လေးမှာဝမ်းသာရမယ့်အစာဘာဖြစ်သွားတော့ဆိုဆန်တွေကလည်းသိကောင်းတဲ့ဆန်တွေဟင်းတွေကလည်းသိကောင်းတာတွေချက်လှူထားတော့အဲ့ဒီတထေးကစိတ်ထဲမှာဘလို့ဖြစ်သွားတော့ဆိုဒီကိုယ်တော်ကတော့စားပြီးသူဘယ်သွားပြီးဘာလုပ်ပဲငါမသိဘူးငါအိမ်ကလူတွေကိုဒီထမင်းကျွေးပြီး overtime ခိုင်းလိုက်ရရင်တော့ဒီနေ့စီးပွားအတွက်ပို့ပြီးတော့တွက်ချေကြိုက်မယ်လို့သွားပြီးတော့အဲ့လိုစိတ်ထဲမှာသွားတွေးအကြောက်စရာအလွန်ကောင်းတယ်နော်အဲ့ဒါလို့ပိစိကဗုဒ္ဓလှူတာပဲပဲလို့ပိစိကဗုဒ္ဓလို့သူသိတာမဟုတ်ဘူးယန္တပါသူတော်စင်တပါးဆိုပြီးတော့လှူလိုက်တာပဲသို့သောလှူပြီးတဲ့အခါကျတော့ငါလှူလိုက်တာမှားများသွားဗလားမှားသွားပြီငါအိမ်ကလူတွေဒီထမင်းမျိုးကျွေးပြီးတော့အလုတ်ပိုခိုင်းလိုက်ရရင်ကောင်းမှာပဲဆိုအတွေးသွားဝင်တယ်သူကအဲ့ဒီအတွေးဝင်သွားသည့်အတွက်ကြောင့်အဲ့ဒီဘဝမှာပိစိကဗုဒ္ဓကိုဆွမ်းလှူထားလို့အဲ့ဒီကုသိုလ်ကြောင့်လူဘဝမှာ9ကြိမ်တထေးကြီးပဲဖြစ်တယ်ဒီဒါနကောင်းမှုကြောင့်သူတထေးကြီးပဲသို့တော့ပိစိကဗုဒ္ဓကိုဆွမ်းလှူပြီးတဲ့နောက်ခုနကအတွေးနှိပ်စက်လိုက်သည့်အတွက်ကြောင့်ဝမ်းသာရမယ့်အစာဝမ်းမသာသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်သူရလာတဲ့ပစ္စည်းဥစ္စာတွေကိုသူသုံးညင်စိတ်လုံးဝမရှိဘူးသိမ့်ထားတာပဲရှိတယ်ခုခေတ်လည်းပစ္စည်းဥစ္စာချမ်းသာပြီးတော့သိမ့်ထားတဲ့လူတွေဟာအဲ့ဒါဒီလိုဟာမျိုးဖြစ်တတ်တယ်နော်လူတွေကတော့ထင်မဲ့ဒါနှမျောလို့သိမ့်ထားတယ်လို့ထင်တချို့ကအဝတ်ကောင်းကောင်းရှိနေပဲမိုးအဖူးသိမ့်ထားတယ်နော်ကားဆိုလည်းပဲအကောင်းမစီးဘူးနော်မကောင်းတာပဲစီးတယ်နေတာထိုင်တာလည်းပဲအကောင်းနဲ့မနေဘူးမကောင်းတာနေအဲ့ဒါတွေဟာအပရစေတနာပြတ်တဲ့လက္ခဏာတွေပဲအဲ့ဒါလို့အပရစေတနာပြတ်သွားရလို့ရှိရင်တဲ့ကိုရတဲ့ပစ္စည်းတောင်မှမသုံးဆောင်နိုင်ရဘူးတဲ့သူတွေကသုံးခွင့်မရှိဘာနဲ့ဥပမာတူတော့ဆိုရင်ရက်ခိုက်စောင့်တဲ့ရေကန်တွေကရေတွေလိုပဲဘယ်သူမှဒီရေတွေကမသုံးအောင်တဖြည်းဖြည်းနေဘူးလေဘူးနဲ့၆တွေ့ပြီးတော့သွားမှာပဲအဲ့ဒီတထေးကြီးဟာလည်းပဲ9ဘဝတထေးတွေဖြစ်ပြီးတော့နောက်ဆုံး9ဘဝမှာသူသေသွားတဲ့အချိန်မှာမင်းဗန္နာအဖြစ်သိမ်းခံလိုက်ရတယ်သားသမီးကလည်းမထွန်းကားဘူးသားသမီးမထွန်းကားတာတော့ပစ္စည်းရေးအတွက်နဲ့သူ့ရဲ့အကိုရဲ့သားတူကလေးကိုတပ်ပစ်ဖူးတယ်သူကတခုသောဘဝပစ္စည်းရေးအတွက်ကြောင့်အမွေခွဲပေးရမှာဆိုလို့တပ်ပစ်တယ်အဲ့ဒီလူသတ်မှုကိုကျူးလွန်ခဲ့သည့်အတွက်ကြောင့်သူဟာဒီတထေးကြီးဟာသားသမီးမထွန်းကားဘူးတေးသွားတာနဲ့တပြိုင်တည်းဘယင်ကအမွေခံမရှိတဲ့ပစ္စည်းတွေဆိုပြီးသိမ်းလိုက်တယ်ခုနဘဝနော်အဲ့ဒီသုတ်တန်ကိုဖတ်ချင်လို့ရှိရင်တန်ရုပ်ထဲမှာပါတယ်ဒါတန်ရုပ်ပါဠိတော်မြန်မာပြန်နေမှာရှိတယ်ပေါ့ဒါကြောင့်မို့လို့ဒါတွေကတတိထားเสียအချက်လေးတွေပေါ့ကိုယ်စိတ်ကိုထိန်းနိုင်ရအလှလုံးတော့မယ်ဆိုကြတဲ့ကစိတ်ကိုအရင်ပြင်ထားလိုက်ငါဘယ်လောက်ထိအောင်ငါစိတ်ထိန်းနိုင်မလဲဘာတွေနဲ့ပဲဆုံးငါလှူတာပြတ်သားရဲ့လားနော်ကိုယ်စိတ်ကိုထိန်းတယ်ဘယ်လိုကိစ္စမျိုးနဲ့ကြုံငါရဲ့တရားတရားဝမ်းမြောက်ဝမ်းသာဖြစ်မှုပါရွေးဒီရောပါသွားမသွားစေရဘူးဆိုတဲ့စိတ်ကိုထားအဲ့ဒါလိုမှန်ကန်တဲ့စိတ်နဲ့ထားပြီးတော့လှူနိုင်မှဒီကုသိုလ်ကောင်းမှုဆိုတာပြည့်ပြည့်ဝဝရတယ်ဒါကြောင့်မို့ဗမာစကားမှာစိတ်ထားတတ်ရင်မြတ်တယ်လို့ပြောကြတာနော်စိတ်ထားတတ်ရင်မြတ်တယ်လို့ဆိုတဲ့စကားကိုကြောင်းပြန်ပြန်ယူလို့ရှိရင်စိတ်ထားမတတ်ရင်မမြတ်ဘူးအဲ့တော့မြတ်တယ်ဆိုတာအကျိုးပေးကောင်းတာမြတ်တာပေါ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုစုပေါင်းညီညာပြုလုပ်ကြတဲ့ပုံညသဟာယကုသိုလ်ပြုပေါ်ပြုပဲ့ပုဂ္ဂိုလ်တွေဟာတူညီသောအကျိုးရဖို့ဆိုလို့ရှိရင်တရားစွမ်းတွေလည်းတူညီရမယ်ကိုချင်းသီလတွေလည်းတူညီဖို့လိုအပ်တယ်စာကဆိုတဲ့ဆွမ်းလွတ်မှုလည်းတူညီဖို့လိုအပ်တယ်ငွေကြေးဌာနတူညီဖို့ပြောတာမဟုတ်ဘူးလူအစင်တန်းတူညီဖို့ပြောတာမဟုတ်ဘူးเนาะတူညီရမှာကတရားစွမ်းအားသီလစာကစွန့်ကြဲမှုပညာဆိုတဲ့အသိလိမ္မာဉာဏ်ပညာစွမ်းအားတွေ
အဲ့ဒီလေးချက်တူပြီဆိုလို့ရှိရင်တကယ်ပုံညသဟာယကုသိုလ်ကောင်းမှုပြုဖို့ပြုဖြစ်တယ်ဆန္ဒလွှမ်းမိုးထားတယ်ဝိရိယလွှမ်းမိုးထားတယ်စိတ်ကလွှမ်းမိုးထားတယ်ဝိမာန်တဆိုတဲ့အသိပညာလွှမ်းမိုးထားတယ်အဲ့ဒီသဘာဝတရားတွေလွှမ်းမိုးကြီးစိုးနေတဲ့စိတ်ဓာတ်နဲ့လုပ်သမျှကုသိုလ်ကောင်းမှုတွေဟာအမတန်မှထက်မြက်ပြီးတော့အကျိုးပေးတန်တဲ့ကုသိုလ်ကောင်းမှုတွေဖြစ်ပါတယ်အသင်းအဖွဲ့နဲ့လုပ်ပြီးလို့ဆိုတာတဲ့တပြိုင်နက်အများဆန္ဒဆိုတာတတိထားရတယ်ငါဆန္ဒကိုရှေ့တန်းမတင်ဘူးသူများဆန္ဒအတိုင်းဖြစ်စေရမယ်စိတ်ကိုကငကိုယ်နဲ့အဲ့လိုထားရမယ်အလှလှပြီးဆိုလို့ရှိရင်လည်းငါအတွက်လှူတာမဟုတ်ဘူးအလှကန်တွေအတွက်လှူတာလို့စိတ်ထဲမှာဒီလိုထားအဲ့လိုမထားနိုင်လို့လှူပြီးဆိုလို့ရှိရင်ခေါင်းကစိတ်ထားမတတ်သည့်အတွက်ကြောင့်မမြတ်တာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အေးဒါကြောင့်မို့လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ထိုသုတ်တန်တွေထဲမှာပါတဲ့အချက်လက်တွေမိမိတို့ကုသိုလ်ကောင်းမှုပြုကြတဲ့အခါမှာတတိထားစရာတွေနဲ့လိုက်နာကျင့်သုံးစရာတွေဒါတွေဟာမှတ်သားလိမ့်နာပြီးတော့အဲ့ဒီမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တတိပြုစရာအချက်လိုက်နာစရာအချက်များကိုတတိပြုလို့လိုက်နာလို့ကျင့်သုံးသွားကြမယ်ဆိုလို့ရှိရင်မိမိတို့တန်တရားခရီးမှာလည်းပဲချမ်းသာဒုက္ခတစ်ခုမှချမ်းသာဒုက္ခတစ်ခုရရှိလို့ဘဝတန်တရားမှာဆင်းရဲဒုက္ခတွေတက်တာလို့နောက်ဆုံးမှာတန်တရားဝဆင်းရဲတွေကလုံးဝလွတ်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုကြရမှာဖြစ်တယ်ဒါကြောင့်မို့အားလုံးဟာနောက်ဆုံးကြရင်ဆင်းရဲဒုက္ခတွေရဲ့ကုံရာချုပ်ရဖြစ်တဲ့နိဗ္ဗာန်ကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်လိုက်ပြီးတော့ဆိုတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစေအတောက်ဟုသမျှတို့သည်တမုဟတာပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောသေတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း